ကျွန်တော် vlog တွေမရိုက်ခင်တည်းကကျွန်တော်ရဲ့ဘိန်းကိုတောင်းစီးနေတယ်ကျွန်တော်ရဲ့တငယ်ချင်းမလေးတယောက်ရှိပါတယ်ဒီနေ့ကျွန်တော်တငယ်ချင်းမလေးကိုကျွန်တော်ရဲ့ဘိန်းလေးကိုစမ်းပြီးတော့ပေးစီးမှာဖြစ်ပါတယ်မစီးတာဘယ်လောက်ကြာပါကြီးလဲစီးတာတော့ကြာပြီကွာပြီးလို့ရှိရင်ဒိန်းကြီးမောင်းကြာကြာပြီဟုတ်လားအခုကလည်း55လောက်ပဲမောင်းဖို့ပဲဟာတော့နည်းနည်းတော့ရုံအခုယုံသွားမှာလားနည်းနည်းတော့ယုံလိုက်ပေါ့ဘာဖြစ်လဲဆိုတော့ကျွန်တော်ကအနောက်ကနေလိုက်ရမှာဆိုတော့နည်းနည်းယုံလိုက်မယ်နော်ယုံလိုက်ရပါလိုက်ရတယ်မလားလိုက်တော့ရဲပါတယ်ကော်ဖီနာရှိတယ်မလားကော်ဖီနာလည်းပဲဆုံးဟိုက်အဲ့တော့အချောလေးကတော့စားပြမှာဖြစ်ပါတယ်ဘယ်လောက်ဆွဲမယ်လို့စဉ်းစားထားလဲ100ကျော်ဆွဲရတယ်မလားကျွတ်စီနော်100ကျော်ဖြုတ်မှာဟုတ်ပြီအဲ့ဒါဆိုရင်စကားတွေအများကြီးပြောနေရောသတွေအများကြီးထွက်လို့ဟိုက်ကြမယ်နော်အားလုံးပဲပျော်ရွှင်စရာနေ့ရက်လေးဖြစ်ပါစေ။အဲ့တလိုင်းနေ welcome လိုက်ပါတယ်။အတန်ကတော့ကျွန်တော်အတန်ဆိုရင်မဲ့ဒီပါကိုဆွဲနေတာကတော့ကျွန်တော်မဟုတ်ဘူးဆိုတော့ဘယ်ပေတင်မှတော်မေးစရာမလိုအောင်။ brother တို့သိနေမှာသိကြပါပဲ။ဟုတ်ပါတယ်။ခုနကတော့ကျွန်တော် interview နေတဲ့မမလှလှကအပီအပြင်ရေးလဲကို high ထုတ်နေတာဖြစ်ပါတယ်။အစီတန်းဖြစ်ဖို့တော့စိတ်မပူကြပါနဲ့ခင်ဗျာ။ကျွန်တော်ဆိုင်ငယ်မမောင်းခင်ကဆိုင်ငယ်အကြောင်းလေးပြန်ပြီးတော့နှွေးပေးထားပါတယ်။ဒါလီပါဒါဂီယာဒါကလတ်ဒါတိုင်ကွက်ဖြစ်ပါတယ်ကျွန်တော်တို့ဘိုက်ကတော်တော်များများမှာအကျဉ်းတစ်ခုရှိကြတယ်ဗျာအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဘက်ကျွန်တော်တို့မောင်းနေဆိုရင်ဗျာမိုင်းကုန်မကလို့မိုင်းပဲကျိုးသွားပါစေဗျာသိတယ်မလားအဲ့ဒါကိစ္စမရှိဘူးတကယ်လို့ခုလိုမျိုးသူများအနောက်နေလိုက်ပြီးတော့စီးရဲဆိုရင်ဗျာသိလားရင်ကိုတလက်လက်နဲ့ကိုဖြစ်တယ်ဗျာပြီးတော့အခုမောင်းနေတဲ့လူက main ကလေးဗျာပြီးတော့မောင်းနေကြလူလည်းမဟုတ်ဘူးကျွန်တော်ရင်ထဲမှာဘလို့တွေဂျိုးထိုးမောင်းကိုဖြစ်နေမလဲဆိုတာကို brother တို့ပဲဝေသာခန်းစားကြည့်လိုက်တော့ဗျာပြီးတော့ကိုယ့်ဆရာမဟိုက်နေရဗျာသိလား160ကိုကတ်တော့မယ်ကြောက်ဆက်ကိုတစိုးတစည်းမှမရှိတာတော့တကယ်အံ့ဩတယ်ဗျာတကယ် respect ပါဒါတော့မမောင်းတာကြာလို့ဗျာသိလားအမြဲတမ်းမောင်းနေဘလို့တောင်းနေမလဲမသိဘူးတိတိကျကျအာယုံစိုက်ပြီးတော့ကျုံနေတာမျက်စိကိုကြည့်ဆိုင်ကမောင်းတာကိုတော်တော်အရသာတွေးနေတဲ့ပုံပဲဒါတော့မှ inline 2မို့လို့ဗျာ inline 4တာဆိုရင်ဘလို့တောင်းမှန်ပြီးတော့ရက်ခံရမလဲမသိဘူးတောင်းတန်ကိုစကေးနဲ့ကောက်မောင်းလို့မရဘူးဗျာသိလား160မကတ်တကတ်ကိုဗျာဒါနဲ့ကျွန်တော်ပြောနေနေတတိရလာလို့ဗျာကျွန်တော်ဆိုင်ကကျွန်တော်ဝယ်ထားတာဆိုရင်2နှစ်လောက်ရှိပြီကျွန်တော်ပဲ main ကလေးကိုမှကျွန်တော်ပေးမမောင်းဘူးဗျာဒီလိုမျိုးဒါကတော့ first time ဖြစ်ပါတယ် first time မှာတင်ကိုကျွန်တော်ရင်ထဲကိုကလားဖျားပွဲလှည့်သူလိုမျိုးပြောင်းဆန်သွားကိုလုံနိုင်နေဒီဆီယာမကြီးကိုတော့ဘယ်တော့မှမိမှာမဟုတ်တော့ပါဘူးအစတော့မောင်းမယ်ဆိုတော့ဟုတ်ပါမလားမောင်းရပါမလားပေါ့တကယ်တမ်းလဲဆီယာမဟိုက်တော့ကျွန်တော်ရဲ့မျက်လုံးတွေကစကောလောက်ဖြစ်လာတယ်ဗျဒါနဲ့ဆိုရင်ကျွန်တော်တို့ဟိုက်နေတာနှစ်ကြော့ဖြစ်သွားပြီဗျအခုကကျွန်တော်တို့မြောက်တောင်ကိုသွားနေရဖြစ်ပါတယ်ကျွန်တော်တို့မြောက်တောင်မှာသူ့ရဲ့ခန်းစားချက်လေးကိုတစ်ချက်တော့သွားနားထောင်ကြည့်ကြရအောင်ခင်ဗျာဆီယာမကြီးကတကြောင်တော့ဟိုက်ထုတ်လိုက်ပြီအနေထားလေးဘယ်လိုရှိလဲအမကြီးမိုက်တယ်ကွာကျွတ်စီနော်တကယ်မိုက်တယ်ကွာအနော်စီးရဲကောင်ကလည်းရှင်တလက်လက်နဲ့အဲ့လိုပဲဖြစ်နေရခဏကြာလည်းတကယ်မိုက်တယ်ကွာသိတယ်မလားမိတောက်စရာမလိုပဲလေးဝလွတ်လာအေးနော်ကျွတ်စီတကယ်ကြိုက်ပါတယ်နော်ပြောမယ်ဆိုတော့ကိုယ့်ရဲ့အိမ်မက်တီပေါ့နော်ဝယ်နိုင်တာပတ်ထားပေါ့နော်ပေးမောင်းလို့လေကျေးဇူးတင်ပါတယ်ရှင်ဟုတ်ပါပြီပထမကျွန်တော်စဉ်းစားထားတာကျွန်တော်တို့မြောက်တောင်မှာစကားပြောပြီးတာနဲ့ဗီဒီယိုပိတ်ပြီးတော့ကျွန်တော်တို့ပြန်ကြမယ်လို့စဉ်းစားထားတာဗျာဒါပေမဲ့ဆီယာမကဟိုက်လို့မဟုတ်သေးဘူးထပ်ဟိုက်ချင်တယ်ဆိုလို့ကျွန်တော်နောက်ထပ်တစ်ချောင်းထပ်ပြီးတော့ပေးဟိုက်ပါတယ်နောက်ထပ်တစ်ချောင်းပေးဟိုက်တဲ့အနေထားမှာလည်း तू ကလမ်းဘေးကနေပြီးတော့တွားတာအားမရလို့ तू ကလမ်းအလဲကို तू ကဖောက်ပြီးတော့ရေလဲကိုအပီပြင်ဟိုက်တာဖြစ်ပါတယ်လက်ဖျားတွေရောခြိဖျားတွေရောခေါင်းဖျားတွေရောအကုန်ခါထွက်ကျွန်တော်တို့အရှိကိုနည်းနည်းလေးဆက်သွားမယ်ဆိုရင်အရှိမှာကျွန်တော်တို့ရဲ့ဖေဖူလီမျိုးအထွက်ပဲရှိပါတော့တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့အရှိနာလေးကဂုံတရာအောက်ကိုရှို့ပြီးတော့နောက်ကြောင်ပြန်လှည့်ခဲ့ပါတယ်ကျွန်တော်ဗီဒီယိုကို brother တို့ဒီအထိကြည့်လာပြီးပြီဆိုရင်ကျွန်တော်တို့ရင်ဘတ်ချင်းနီးနေတာကတော့တေချာတဲ့လောက်ဖြစ်သွားပြီဗျရင်ဘတ်ချင်းနီးတော့လမ်းချင်းတူပြီလမ်းချင်းတူရင်တော့မကြခင်ကျွန်တော်တို့လူချင်းတွေ့ကြပါတော့မယ်အချိန်ကတော့8နာရီခွဲလောက်ဖြစ်သွားပြီဗျနောက်တနင်္ဂနွေနေ့လည်းဖြစ်ပြန်ဆိုတော့လမ်းကတော့ဘာရှုပ်တယ်လဲမမေးနဲ့ဗျအဲ့ဒါရက်ကွက်ထဲဝင်တော့ကျွန်တော်ကစိတ်မချလို့မောင်းပေးရမလားမေးတော့ तू ကကျွန်တော်ကိုဘာလို့ကြောက်လာလဲဆရာမကြီးကရက်ကွက်ထဲတွေဝင်ချဲခဲ့ပါတယ်ဒါပေမဲ့အစိမ့်မပြေချောချူပါပဲခင်ဗျာဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာအားလုံးနှုတ်ဆက်လိုက်ပါတယ်နောက်တစ်ခွေမှာထပ်တွေ့ကြပါမယ်ခင်ဗျာ